ကိုလိုဒီနေ့မှာတော့ကျွန်တော်ဟော်ရာမတ်ဆော့မှာဖြစ်ပါတယ်ကဲကိုလိုဒါအောင်မနက်နဲ့နေ့လယ်မှာပဲကြည့်ပါညဘက်မှာတော့မကြည့်ပါနဲ့ဘယ်လိုလဲဆိုတော့ဒါအရန်ကိုကြောက်ဖို့ကောင်းတယ်ဟော်ရာမတ်တစ်ခုဖြစ်တယ်ကဲဒီထဲမှာတော့ wish lady နဲ့ကျွန်တော်တွေ့ရမှာပေါ့ဖြစ်ပါတယ်နာမည်နဲ့လူနဲ့လုံးဝမလိုက်တဲ့သူပေါ့တရားဘာလို့သူ့ကို lady လို့ခေါ်လဲတော့ကျွန်တော်မသိဘူးသူ့ရဲ့ story ပါညာရောရှိမှထင်တာပဲဒါပေမဲ့ကျွန်တော်တော့မသိဘူးကဲထားရပါကျွန်တော်တို့သူ့ကိုပြန်တိုက်လို့ရအောင်လို့မော်တီထည့်မယ် Yep ရှေ့လာလေးထည့်ထားအောင်ပါအဲ့မှာပုံစံလာပါ Okay ငါတို့ဒါထည့်မယ်ပြီးတော့ဒါဒီချာအဲ့တနက်ဘယ်ရောက်ခုနတနက်မော်ဘယ်ရောက်ဟောဒီမှာအဲ့လည်းထည့်အောင်ပါ Okay ငါတနက်မော်ထည့်ရမယ်ကဲကျွန်တော်တို့လိုအပ်တဲ့မော်တွေထည့်မယ် Okay ပြီးရင်တော့ကျွန်တော်တို့သွားပလီလိုက်တာကောင်းမယ်မပလီသေးပါဘူးကျွန်တော်တို့Okayကျွန်တော်တို့မိုက်ခွက်ထဲကိုစောက်ဝင်နေပါပြီလို့ Okay ကျွန်တော်တို့ဒီမိုက်ခွက်ကြီးကလည်းမတရားခင်ပြောင်းတော့မှာအပေါ်ဆာ Okay ပုံမှန်တိုင်းပဲ wish lady ကိုပြောင်းသွားပြီကိုလိုကျွန်တော် channel ကို subscribe လုပ်ပြီလားမလုပ်ရသေးရင်တော့တော့လုပ်လိုက်ပါဦးကဲကျွန်တော်အခုညဘက်မှာဒီအောင်ဆော့နေတာပေါ့ဗျာဆော့လို့ကောင်းလို့ Okay ဒါကိုရှောက်လုပ်နေမယ်ကျွန်တော်နည်းနည်းတော့စောင့်ပေးပါဦး Okay ကိုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါထွက်လဲရန်လည်းမထွက်တော့ကြပါနဲ့ကျွန်တော်100 subscriber တိအောင်လုပ်ပေးကြပါကိုလိုတော့ဗာကျိုးမှမရှိဘူးကျွန်တော်ကတော့တကယ်အကျိုးရှိသွားပါတယ်အဲကြောင့်ကိုလိုကျွန်တော် channel ကို subscribe လုပ်ခိုင်းတာပါနောက်ခံဒီလုံးလေးခံစားလို့ရအောင်လို့ကျွန်တော်ရိုးဝေးကနေပြီးတော့အတန်ပေးပေးမယ် Okay ကိုလည်းအဆင်ပြေမှာပါကျွန်တော်ဒီကီးလေးကိုလိုတာပေါ့ဗျာဒီမှာရောညာရောကျွန်တော်ဘာလို့ကဲကြည့်လဲကျွန်တော်ကဲအဒီရောမကြည့်ဘူးထားလိုက်တော့ငါတို့ပလေးကိုနှိပ်ကြရအောင်ကျွန်တော်ပလေးကိုနှိပ်ကြမယ်ကဲငါတို့ဝါတဲ့ကိုစရောက်လာပြီဟိုးရှိတော့ကတဲ့အဲ့လိုနေသားတဲ့ညာလေးမှာတော့ကားလေးတစ်စီးဟာလမ်းမပေါ်မှာဆက်လျှောက်လာပါတယ်လမ်းမပေါ်မှာကျွလွင့်လာပါတယ်ကားလေးတစ်စီးဟာအဲ့အချိန်မှာပဲကားလေးဟာလမ်းလေခေါင်ကြီးမှာဒုတရကြီးကောက်ရက်ပလိုက်တော့တယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တစ်ချက်လဲကြည့်လိုက်ရအောင်။နောက်ဆုံးတော့လဲကျွန်တော်သိပြီ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကားပေါ်မှာရှိနေဒီကားရှိမှာ wish lady ရောက်နေတာ။အဲ့ငါတို့ဟိုရင် upgrade တော့လို့မဟုတ်တော့ဘူး။အဲ့ကျွန်တော်ပြောအောင်မယ်။ဒါကိုကျွန်တော်ပထမဦးဆုံးအချိန်ဆော့ရမှာမဟုတ်ပါဘူး။ဒုတိယအချိန်ရှိပြီ။ပထမဦးဆုံးအချိန်တော့ကျွန်တော်တို့ဗီဒီယိုမတင်သေးဘူး။အဲ့ချိန်တော့ကျွန်တော်တို့ဘယ်လိုပေါ့ဗျာ။အဲ့မှကိုကျွန်တော်တို့အဆုံးထိမစော့နိုင်ခဲ့ဘူးအရန်အောင်မှကြောက်ဖို့ကောင်းတယ်ပြီးတော့အဲ့အိမ်ထဲမှာကျွန်တော်တို့ဘယ်တော့မှထွက်လို့မရခဲ့ဘူးအဲ့ဒါကြောင့်မှကျွန်တော်တို့ဗီဒီယိုလေးကဒီဗီဒီယိုမှာတော့ကျွန်တော်တို့အဲ့အိမ်ထဲထွက်နိုင်မလားအဲ့ဒါကိုလိုအဆုံးထိလိုက်ခဲ့ကြပါကဲဟို wish lady နဲ့စကားရည်ရောငါဘာကြောင့်ဗလီဂျာအတန်ပြည့်ထိုက်ပါ Okay ငါတို့ကျွန်တော်တို့ရဲ့ကားလေးကတော့လမ်းလေးကောင်လေးမှာသူ့ကအိတ်ပြော်သွားပါပြီသူအိတ်နေတော့ငါတို့ဒီနားလေးကအိမ်တိန်တော့ရှိတယ်အဲ့အိမ်မှာခဏဝင်တဲကြအောင်Okay ငါတို့အဲ့အိမ်ထဲကိုသွားပြီးတဲမယ်ဘာမှမရှိဘူး Okay ငါတို့မိုးလေချာနေပြီးတော့တဲကြအောင်အဲ့အိမ်မှာလူရောရှိပါဆိုလို့နေတယ်နော်ကျွန်တော်တို့လူရောရှိပါသေးတယ် Okay ကျွန်တော်တို့တကားတော့ဖွင့်မယ်တော့လို့ရတယ်ကျွန်တော်ဒီဘက်ကနေထွက်လို့မရတော့ဘူးပေါ့ဗျာအဲ့ဆိုတော့ကျွန်တော်တို့တတ်ပြီးမှရပါတယ် Okay ကျွန်တော် comment နဲ့ဝင်ပြီးတော့k@e လို့တော့ရေးရမယ် Okay KILK@e Okay comment တော့လိုက်ဖောက်ကျွန်တော်တည်သွားပြီကဲဗီဒီယိုလေးကတော့ပါပဲဟုတ်ပါငါတည်သွားရောဘာလို့ဘယ်နေရာတည်းစပွန်လာတော့ဟေးငါတို့အဲ့အိမ်ကြီးရောက်သွားတယ်ကောင်းပါလေငါတည်သွားတော့ဒီအိမ်ထဲရောက်သွားဟုတ်လူရောဟုတ်ပါဘူးကဲမသိဘူးဗျာကျွန်တော်တို့ဒီတိုက်ပေါ်ကိုတက်ပြီးတော့နည်းနည်းတော့ရှောက်ဆက်စုကြည့်အောင်တော့ wish lady ကဒီမှာလားမသိဘူးခုနကကျွန်တော် wish lady ကိုကားရှိမှတွေ့လိုက်တယ်နည်းနည်းတော့ကျွန်တော်စိတ်ထဲမတန့်ဘူးဒီအိမ်ထဲဝင်လာတာ Okay ငါတို့ဒီကားကြီးရမှာလို့ပွင့် Okay ဟောတော့လို့လေဒီအိမ်ကလည်းအများကြီးတော့လို့နေရရှိတယ် granny အိမ်ကမှတော့တစ်ချောင်းမဲ့လို့လားမပေါ့အပြင်ကထွက်သွားတယ်နော် comment လာရှုံးတယ်ဒုက္ခပဲ
ဆိုမိုက်ခွက်အကောင့်ခွဲဒီမှာဖောက်ရပါဘူးကြော့စကင်လေးကိုလည်းပြမယ်ပေါ့ဗျာခဏလေးနောက်ဗီဒီယိုကျရင်ကြော့စကင်မှာပြပါမယ်ကြော့စကင်ဘယ်လိုလုပ်ထားလဲဆိုတော့ကိုလိုမြင်ရမှာပေါ့ဒါပေမဲ့အခုတော့ကျွန်တော်တို့ဒီမလေးကိုပဲနည်းနည်းတော့ဆက်ပြီးဆော့လိုက်ကြရအောင်တော့ဒီကီးလိုက်ရုံးမရအောင်အဲ့ကီးနဲ့လေကျွန်တော်တို့တကားမုတ်တွေလည်းဖွင့်လို့ရတယ်ဒါပေမဲ့အဲ့ကီးရဒီမှာအဲ့ကဗီဒီယိုထဲမှာပေါ်နေဒါပေမဲ့ကျွန်တော်တို့ယူခွင့်မရှိဘူးအဲ့တော့ကျွန်တော်တို့ဒီအိမ်ထဲကလည်းနည်းနည်းပိတ်မိနေတာပါဘာမှထွက်လည်းမရှိတော့ပါဘူးဟာဒါတကယ်ဂိမ်းကိုကျွန်တော်တော့မဆော့ဘူးပါဘူးရှိမလားတော့မသိဘူးကျွန်တော်တို့ဒီတကားတော့အေးရိုမန်ကီဒီနေ့တော့ပဲလူမျိုးပါကဲကျွန်တော်တို့ဒီအိမ်ထဲမှာတော့ဘာမှတော့လုပ်စရာမရှိဘူးဟောအေးဒီခန်းကဘာခန်းတော့မသိဘူးငါတို့ဒီထဲဝင်ကြည့်ဟောအေး toilets โอเคငါတို့ toilet အိမ်နာတော့မတက်တော့ပါဘူးငါတို့အမြန် toilet တက်နေတာငါတို့အဆင်မပြေတော့ဘူးတော့လမ်းကလည်း toilet ကြီးပဲတက်နေတာတော့ဘယ်ကြည့်ချင်ပါမလဲလို့ကောင်းရောကွာဘာကြီးပေါ်လာလို့ပေါ်လာမှမသိဘူးဟာ H will lady တော့တကယ်လူကြီးကအဲ့ပုံပေါ်လာတယ်အမှန်တကယ်ပေါ်လာမှာမိုက်ထွက်ပုံမဲ့လေအောင်ဒီခန်းကဟုတ်တော့မဟုတ်ဘူးငါကနည်းနည်းလန့်လာပြီဒါခင်းရောဟုတ်ရလားကွာငါကနည်းနည်းလန့်လာပြီကွာကျောင်းဟိုတော့ဆော်တော့ကြောအဲ့လိုမိုက်ခွက်ယူပဲပေါ်လာပါအခုကျမှဘယ်လိုပြီးပေါ်လာငါတို့ဒါဒီလောက်ကိုဖွင့်နေဟောအဲ့ဒါတော့ hero boy လို့တော့တကယ်creepy pasta ပဲဖြစ်ပါစေလို့ဆိုနေတာပဲတကယ်ဒီလက်ထိတ်ကြည့်အောင်ဖြစ်ပါဘူးဒီအင်္ဂါလည်းနည်းနည်းတော့ပဲလူနေplease give me key ကီမလို့ wish lady ငါလူတာဟိုငါရဲ့ channel ကို subscribe လုပ်ပြီးတော့ wish lady ဘယ်ရောက်သွားမှာမသိဘူးခုနကငါရှိမှာဘုံနဲ့ကောက်ပေါ်တယ်နည်းတော့လန့်တယ်မိုက်ခွက်တယ်မှာမိုက်ခွက်လို့ပဲပေါ်မှာဘာထည့်တော့မသိဘူးငါတို့ဒီပေါ် chest ထဲမှာဆက်မကြည့်အောင်ကီးရရှိကောင်းပါပဲကွာဟုတ်ပါကီးမှလည်းမရှိဘူးကဲကွာငါတို့ဒီအိမ်ကဘာမှတော့လုပ်စရာမရှိပါဘူးလို့ကျွန်တော်ဒီတိုင်းပဲရှောက်ပြီးတော့သွားနေကျွန်တော်ဒီအိမ်ထဲရောက်လာဆိုတော့တော်တော်လုံးပိတ်မိသွားပြီလွတ်လမ်းမရှိတော့ဘူးတရားလို့တကယ်ခဲရဲ့စတိုရတော့လွတ်မထင်တာပဲဒီမိုက်ခွက်ကြတော့မဖြစ်နိုင်ပါဘူးโอเคဟိုတကားတော့ပြရတယ်ငါတို့ကြည့်စမ်းကဲငါတို့ဆက်သွားကြအေးလန့်လာဝါစားလေဝစ်လင်းကကောက်ပေါ်လာတော့လမ်းမကောင်းတဲ့ကွာငါတို့ဘာလဲမလို့ရမယ်တူဒီဘောကထွက်လိုက်တော့မယ်ကျွန်တော်တို့ဒီလူတွေလည်းဝင်ကြည့်အောင်စာဝိုင်းမှာလည်းဘာမှမရှိဘူးကျွန်တော်တို့ဘာမှလုပ်လို့မရမယ်အတူတူတရားပြီးတော့ကြောက်ဖို့လည်းကောင်းတယ်အဲကြောင့်ကျွန်တော်ဒီမက်ကြီးကိုဖြတ်ပလိုက်ရအောင်โอเคဖြတ်ပလိုက်မယ်ကိုလိုဒီမက်ကိုတောင်းကျင်နေဆိုတော့ကျွန်တော်ဟိုတစ်ခါ granny ရောကပြပေးထားပါတယ်အဲ့ add ကနေပြီးတော့အဲ့မက်ထဲဝင်လိုက်ပါအဲ့ထဲကနေပြီးတော့အဲ့ wish lady ဆိုပြီးပေါ်လာပါလိုက်မယ်အဲ့ဒါတော့ထောက်လိုက်ပါ